အားလုံးပဲမင်္ဂလာပါဒီနေ့တော့မနဲ့အတူတူ lesson 5ပေါ့နော်ဟီရာဂနာ46လုံးနေရာမှာ၄တန်းမြောက်ဖြစ်တဲ့တာချီစစ်တဲ့တို့၅လုံးရဲ့ရင်းနှီးလေးတွေကိုလေ့ကျင့်ကြမှာဖြစ်ပါတယ်အဲ့တော့ပထမဆုံးလုံးတာလေးပေါ့နော်တာကိုဘယ်လိုရေးမလဲဆိုတော့အရင်ဦးဆုံးအနှုတ်ပုံစံလေးအရင်ဆွဲပါမယ်အနှုတ်ပုံစံလေးဆွဲပြီးဆိုရင်တော့သူ့ရဲ့အလယ်ကနေပြီးတော့မှအချောင်းအပေါင်းပုံစံလေးဖြတ်ဆွဲလိုက်ပါမယ်သူ့ကဒီဘက်ချမ်းကိုနည်းနည်းလေးရောင်လေးစောင်းပေးရမှာဖြစ်ပါတယ်နော်တစ်ချက်နှစ်ချက်ရောင်လေးစောင်းပြီးသွားပြီဆိုလို့ရှိရင်တော့သူ့ရဲ့ဒီနားလေးကနေပြီးတော့မှခို့ပုံစံအသေးလေးဆွဲရမှာဖြစ်ပါတယ်နော်ခါခီခုခဲခိုးကခို့ဆွဲတဲ့အတိုင်းလေးပြန်ဆွဲရမှာဖြစ်ပါတယ်တစ်ချက်နှစ်ချက်သုံးချက်ပြီးရင်ခို့ပေါ့နော်ခို့ဆိုတော့အောက်ကနေတစ်ချက်ပြန်ပိတ်တာပေါ့နော်ဒါကတော့တဖြစ်ပါတယ်ဒါလေးကတဖြစ်ပါတယ်နော်တပြီးတော့ချီပေါ့နော်ဒါလေးကလည်းချွင်းကျဲချီလေးဖြစ်ပါတယ်တာတိဆိုပြီးမရှိဘူးပေါ့နော်ချီလေးကိုဘယ်လိုဆွဲမလဲဆိုတော့သူ့ကိုဆွဲသလိုပဲအနှုတ်လေးတစ်ချက်ရင်ဆွဲပါမယ်အနှုတ်လေးတစ်ချက်ဆွဲပြီးပြီဆိုလို့ရှိရင်တော့အလဲကနေပြီးတော့မှဒီလို5အင်္ဂလိပ်သင်္ချာကဏ္ဍ5ပုံစံမျိုးလေးဆွဲလိုက်တာဖြစ်ပါတယ်เนาะအားလုံးပေါင်း2ချက်ပဲဆွဲရတာဖြစ်ပါတယ်ဒါကတော့ချီဖြစ်ပါတယ်နောက်တစ်ခုကကြတော့စစ်ဒါလေးကလည်းချွင်းချက်လေးပေါ့เนาะချွင်းချက်စလုံးလေးစစ်လေးပါသူ့ကိုရေးမယ်ဆိုလို့ရှိရင်တော့ဒီလိုလေးကွေးလေးအောက်ကိုငိုင်းကွေးလေးဆွဲချရမှာဖြစ်ပါတယ်တစ်နဲ့တော့နည်းနည်းစင်တူပေမဲ့သူကတော့နည်းနည်းအောက်ကိုဒီရှေ့ကိုငိုက်တယ်ပေါ့နော်မြန်မာတင်ချာကဏ္ဍ1နဲ့ဆင်ပေမဲ့သူကနည်းနည်းငိုက်ပါတယ်ဒါလေးကတော့စွလို့အတန်းထွက်ပါတယ်နောက်တစ်ခုကကြတော့တဲ့ပေါ့နော်တဲကိုဘယ်လိုဆွဲမလဲဆိုတော့အရင်ဦးဆုံးအနှုတ်ပုံစံလေးဆွဲလိုက်မယ်အနှုတ်ပုံစံလေးဆွဲပြီးဆိုရင်သူကတစ်ဆက်ထဲအောက်ကနေစီပုံစံလေးဆွဲလိုက်ရမှာဖြစ်ပါတယ်စီပုံစံကွေးလေးပေါ့နော်တအားကြီးမကွေးပါဘူးအနှုတ်ပုံစံလေးဆွဲပြီးရင်စီပုံစံလေးကွေးချလိုက်မှာဖြစ်ပါတယ်ဒီဆွဲထားတဲ့ဟာရဲ့တဝက်လောက်ကိုမှပြန်ပြီးတော့ကွေးချလိုက်တာဖြစ်ပါတယ်ဒါကတော့တာချီစစ်တဲ့ဖြစ်ပါတယ်နောက်တစ်ခုကကြတော့တိုးဘယ်လိုရေးမလဲဆိုတော့ဒီမှာအချောင်းတိုးလေးကိုနည်းနည်းဆောင်းလေးဒီဘက်ချမ်းကိုနည်းနည်းဆောင်းလေးဆွဲလိုက်မယ်ပေါ့နော်နည်းနည်းဆောင်းလေးဆွဲပြီးဆိုရင်သူ့ရဲ့ဆန့်ကျင်ဘက်ဒီဘက်ကနေပြီးတော့မှစီပုံစံလေးပြန်ပြီးတော့ကွေးချလိုက်တာဖြစ်ပါတယ်တစ်ချက်ဆွဲမယ်နှစ်ချက်ဒါကတော့တိုးဖြစ်ပါတယ်နော်ဒါချီဒီကနည်းနည်းပြစောလေးလာပြီးတော့မှဒီဘက်ကကွေးချလိုက်တာဖြစ်ပါတယ်ဒါကတော့တိုးတာချီစစ်တဲ့တိုးအဲ့တော့ဒီမှာအလုံးဟီရာဂနာအလုံး20ဖြစ်သွားပြီပေါ့နော်အာအီဥအေဥခါခီခုခဲခိုစာရှိစုဆဲဆိုတာချီစစ်တဲ့တိုးဆိုပြီးတော့အလုံး20ဖြစ်သွားပြီအဲ့အလုံး20ကိုအသုံးပြုပြီးတော့မှမမကမီနင်းလေးထုတ်ထားတယ်ပေါ့နော်အာရှိတာသုံးလုံးပေါင်းလိုက်ရင်အာရှိတာမနှက်ဖြန်လို့အဓိပ္ပာယ်ရပါတယ်။နောက်နံပါတ်2ကကြတော့အာစအီအပေါ်ဆုံးတန်အာလေးရဲ့ဒီနေ့သင်လိုက်တဲ့စွလေးရဲ့အပေါ်ဆုံးတန်အီလေးရဲ့ပေါ့နော်ပေါင်းလိုက်တော့အာစအီကပူတော့ထူတော့လို့အဓိပ္ပာယ်ရပါတယ်။ပူတယ်လို့လည်းပြောလို့ရတယ်။အစာအုပ်တွေပါတယ်ဆိုရင်ထူတယ်လို့ပြောလို့ရတယ်ဒါပေမဲ့ तू ကခန်းကြီးမတူပါဘူးခန်းကြီးကြည့်ပြီးပူတယ်လို့ပြောတာလားထူတယ်လို့ပြောတာလားဆိုတာကိုခွဲခြားရတာဖြစ်ပါတယ်နောက်နံပါတ်3ကကြတော့ is နော် is ဆိုတာဘယ်ချိန်လဲဘယ်တော့လဲဘယ်တော့ကလဲဆိုတဲ့မေးခွန်းပုံစံဖြစ်ပါတယ်နောက်နံပါတ်4ကကြတော့ is ကစွတ်လေးတွေနည်းနည်းသေးသလိုလေးဖြစ် is ကဆိုတာတစ်ချိန်လို့အဓိပ္ပာယ်ရပါတယ်။နောက်နံပါတ်5ကကြတော့တိုခိုရဲ့တိုရဲ့ခိုရဲ့ပေါ့နော်တိုခိုလို့တန်ထွက်ပါတယ်တိုခိုရဲ့အဓိပ္ပာယ်ကတော့မောင်နှမတဝင်းခွဲကိုပြောတာဖြစ်ပါတယ်။နောက်နံပါတ်6ကကြတော့ဥရဲ့တရဲ့ပေါင်းလာတယ်ဥတကကြတော့တချင်းစောင်းကိုပြောတာဖြစ်ပါတယ်။နောက်နံပါတ်9ကကြတော့ဥနဲ့ချိနဲ့ပေါင်းထားတယ်ဥချိကတော့အိမ်နေတဲ့အိမ်ကိုပြောတာဖြစ်ပါတယ်နော်ဟုတ်တနည်း
တင်သွားတယ် E ရဲ့ပထမဆုံး lesson 2မှာတင်သွားတာပေါ့နော် E ကလည်းအိမ်မဲဖြစ်ပါတယ်နောက်နံပါတ်8ကကြတော့ O ခါရှိ O ရဲ့ခါရဲ့ရှိရဲ့သုံးလုံးပေါင်းလိုက်ရင် O ခါရှိလို့တန်ထွက်ပါတယ် O ခါရှိရဲ့အဓိပ္ပာယ်ကတော့မုတ်ပဲတရေစာကိုပြောတာဖြစ်ပါတယ်နောက်နံပါတ်9ကကြတော့ O ဆိုးဆိုတာနောက်ကျတော့လို့အဓိပ္ပာယ်ရပါတယ်နော်နောက်နံပါတ်10ကကြတော့ O ရဲ့တို့ရဲ့ပေါင်းလိုက်ရင် Otto ပေါ့နော် Otto လို့အတန်ထွက်ပါတယ် Otto ရဲ့အဓိပ္ပာယ်ကတော့အတန်တတ်မဲ့အတန်ပါနော်တနည်းတင်သွားတာခိုးရဲဆိုတာကတက်ရှိအတန် Otto ဆိုတာကတတ်မဲ့အတန်ဖြစ်ပါတယ်နောက်နံပါတ်7ကကြတော့ခနဲ့တာနဲ့ပေါင်းတာတော့ခတဆိုတာကတော့ပခုံးမာရရဲ့ပခုံးပေါ့နော်ခေါင်းဘေးနာပခုံးပြောတာဖြစ်ပါတယ်အဲ့တော့စနေတစ်ခေါက်ပြန်တိုင်ပေးပါမယ်နော်အရှတမနေ့ပြန်အစိပူတော်ထူတော်အစိပူတော်ထူတော်ဤစဘယ်ချိန်လဲဘရောလဲဤစဘယ်ချိန်လဲဘရောလဲဤစကတစ်ချိန်ဤတုခုတဝမ်းခွဲဤတုခုမောင်နှမတဝမ်းခွဲဥတတချင်းဥချိအိမ်ဩခရှိမုတ်အစိုးရနောက်ကြတော့အော်တိုအတန်တမဲအတန်ခတပခုံးအဲ့တော့ခုမဗီဒီယိုလေးကိုကြည့်နေတဲ့ထဲမှာမထက်တည်တဲ့တက်တဲ့သူတွေလည်းပါကောင်းပါနိုင်မယ်အဲ့တော့မရဲ့ဗီဒီယိုလေးထဲမှာအမှားပါနေတဲ့အတန်တလေးမှားနေတဲ့လေးတွေဆိုတာလေးတွေကိုတွေ့တယ်ဆိုလို့ရှိရင်လွတ်လပ်လာပြီးတော့ပြောပြလို့ရပါတယ်အကြံပေးလို့ရပါတယ်เนาะအားလုံးကိုကျေးဇူးတင်ပါတယ်မမနဲ့တူတူကြိုးစားကြရအောင်เนาะ